အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြပေးသွားမယ့်အကြောင်းအရာကတော့ဂျာမနီနိုင်ငံရဲ့လစာဖြစ်တဲ့ဘရူတိုနဲ့နက်တိုအကြောင်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဘရူတိုဆိုတာဘာလဲနက်တိုဆိုတာဘာပါလဲကျွန်တော်အခုပြောပြပေးသွားပါမယ်ဘရူတိုဆိုတာကစာရွက်ထဲကလစာဖြစ်ပြီးတော့နက်တိုဆိုတာကတင်းရဲ့ဘဏ်အကောင့်တင်းရဲ့လက်ထဲကိုတကယ်ရောက်လာတဲ့ပတ်စံဖြစ်ပါတယ်အဲ့ဒါဆိုရင်ပတ်စံတွေကဘာလို့ဖြတ်ခံရလဲကျွန်တော်တို့ကအစိုးရကိုအခွန်ပေးရပါတယ်အခွန်ပေးရတဲ့အပြင်ကိုမှကျွန်တော်တို့ကအစိုးရကိုလူမှုဖူလုံရေးပင်စင် Kranken Transition တော့ကျမကြီးအာမခံဒါရီယာစာကျွန်တော်တို့ကပေးရပါတယ်လစဉ်အဲ့တော့လစဉ်ပေးရတာဖြစ်တဲ့အတွက်အဲ့ဒါတွေဖြတ်တောက်ပြီးရဲ့အချိန်မှာကျွန်တော်တို့လက်ထက်မှာကျန်တဲ့ဟာကနက်တိုလို့ခေါ်ပါတယ်အဲ့တော့မိတ်ဆွေတို့အလုပ်လျှောက်တဲ့အခါအလုပ်ကန့်စာချုပ်မှာဖော်ပြထားတဲ့လစာဒီဘရူတိုဖြစ်ပြီးတော့အားလုံးဖြတ်တောက်ပြီးတော့ဘဏ်အကောင့်တွေကိုရောက်လာတဲ့လစာဒီနက်တိုဖြစ်ပါတယ်အခုဆိုရင်ဘရူတိုဆိုတာဘာလဲနက်တိုဆိုတာဘာလဲသိသွားပြီဖြစ်လို့မိတ်ဆွေလှုပ်ရှောက်မယ်ဆိုရင်ကိုယ့်ရဲ့နက်တိုနဲ့ကိုယ်စုဆောင်းခြင်းနဲ့အမောင်းနဲ့ကိုယ့်ရဲ့ကုန်ကြမဲ့ကုန်ကြစိတ်တွေကိုတွက်ချက်ဖို့အတွက်ဒီဗီဒီယိုလေးကအထောက်အကူဖြစ်စေမယ်ဆိုရင်ကျွန်တော်ဝမ်းသာပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ် Cheers